ဒီမှာကျမတို့ဒီစာအုပ်လေးမှာတော့ဗာလေးတွေပါလဲဆိုတော့ဒါကတော့စာအုပ်တစ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကိုပေးမယ်ဆိုလို့ရှိရင်တော့ဒီနှစ်အုပ်ကိုပေါင်းပြီးတော့ကျမတို့ဒါပေးမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါဒီအုပ်မှာဒီမှာဆိုလို့ရှိရင်ပေါ့နော်မာတိကာမှာဒါအားလုံးကျမတို့15ခုရှိတယ်15ခုရှိတဲ့ထဲမှာအားလုံး15ခုပါတယ်နော်ဒုတိယအုပ်မှာကျတော့အားလုံးမာတိကာဘယ်နှခုပါလဲဆိုတော့ဒုတိယအုပ်မှာ18ခုပါတယ်အားလုံး2အုပ်ပေါင်းဆိုလို့ရှိရင်ဒါကျမတို့ဘယ်လောက်ပါမလဲဆိုတော့30နဲ့33မျိုးဆွေးနည်း33မျိုးပါပါတယ်အဲ့တော့အဓိကဒီမှာကတော့ဒီကျမတို့ဒီဂျပန်နည်းကိုကျမတို့အဓိကထားပြီးဆွဲထားတာပေါ့နော်ကျမတို့ဒီဂျပန်နည်းမှာဆိုလို့ရှိရင်တော့အရေးကြီးဆုံးကတော့မူလကိုယ်တိုင်ဆွဲနည်းပဲဖြစ်ပါတယ်နော်အဲ့တော့ကျမတို့ဒီမူလကိုယ်တိုင်ဆွဲနည်းလေးတွေကိုတိချာချာအစင်းစင်းလေးပြပေးထားတယ်ဒီမူလကိုယ်တိုင်လေးဆွဲလို့ရပြီဆိုလို့ရှိရင်ကျမတို့ဒီကြံတဲ့အင်ဂျီတွေကိုအလွယ်တကူပွားလို့ရပါတယ်အဲ့လိုမျိုးဆက်ချုပ်တင်တဲ့မတက်ဖဲနဲ့ကိုအလွယ်တကူဒီစာအုပ်ကလေးရှိတာနဲ့တင် ready made ကလေးတွေကိုကျမတို့ထုတ်လုပ်နိုင်ပါတယ်စနစ်တကျလည်းကျမတို့ဒီဟာလေးတွေကိုဖန်တီးနိုင်ပါတယ်ဒါကတော့မူလကိုယ်တိုင်ဆွဲနည်းလေးပါမယ်ဒါလက်ဆွဲနည်းလေးတွေရှိမယ်လက်ဆွဲနည်းပါမယ်နောက်ပြီးတော့ဒါဖဲပြားလုပ်နည်းလေးပါတယ်နော်အရှိ dripping အလင်းလေးပါပါတယ်ဒါလေးကတော့ dripping အလင်းလေးနော်အလင်းလေးပါတယ်နောက် level အရန်ကျဲတဲ့ level ကျဲတဲ့ဥစ္စာတွေကိုကက်ကကလေးဖြစ်တဲ့နည်းလေးတွေပါတယ်နော်ဒါမှကြတော့မူလကိုယ်တိုင်ကနေပြီးတော့ block ဆွဲတဲ့နည်းပါတယ်ဒီဟာလေးရပြီဆိုရင်ကျမတို့ ready made ကလေးတွေချုပ်လို့ရပါတယ်နောက်ပြီးတော့ကိုယ်တိုင်လည်းချုပ်အလွယ်တကူချုပ်ဖို့လို့ရတယ်နော်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှာရှက်အီကော်လန်ဆွဲနည်းလေးပါတယ်ရှက်ကော်လန်ဆွဲနည်းက2မျိုးတောင်ပါတယ်နော်ဒါကကြတော့ရှိန်ဒီမှာကြေသီးစာထည့်နည်းပါတယ်နော်ခောက်တဲ့နည်းလေးတွေပါတယ်ပြီးတော့ဒီမှာကော်လန်အမျိုးမျိုးပေါ့နော်ကော်လန်အမျိုးမျိုးဆွဲနည်းလေးတွေပါတယ်နော်ပြီးသွားတဲ့အခါကျလို့ရှိရင်နော်ဒါကော်လန်လေးတွေကိုတဖြည်းဖြည်းကြွလာတဲ့နည်းလေးတွေပါတယ်နော်ဒီမှာဒါကကော်လန်မျိုးစုံဆွဲနည်းလေးတွေနော်ဒါအပြည့်ဆွဲနည်းလေးတွေဒါအပြည့်ဆွဲနည်းနော်ဒါပြီးတော့တောက်အမျိုးမျိုးပြောင်းဒီတောက်က360ဒီလှည့်လို့ရတဲ့ပြောင်းနည်းလေးတွေတောင်းပြောင်းနည်းလေးတွေပါတယ်အောက်ဒီမှာလေပြင်းတောက်ဖွင့်နည်းလေးတွေပါတယ်ဖွင့်နည်းလေးပါတယ်နောက်ဒီမှာနော်အမျိုးမျိုးတောက်ကလေးတွေဖွင့်နည်းလေးတွေပါပါတယ်ဒါအမျိုးစုံဖွင့်နည်းလေးတွေပါတယ်ဒါလေးကတော့ဂျိုင်းလေပြင်းပြဆွဲနည်းအစင်းစင်းလေးပေါ့နော်ဒါအစင်းစင်းဖတ်လိုက်ရင်းနဲ့ကိုအလွယ်တကူဆွဲနိုင်ပါတယ်ဒါဆွဲနည်းလေးပါဆွဲနည်းအစင်းစင်းလေးတို့ဒီမှာအသေးစိတ်ရေးထားပေးတယ်နော်ဒါကတော့ရင်ပြက်အစင်းစင်းပေါ့နော်ဂျပန်ရင်ပြက်ဆွဲနည်းလေးပါနော်ဒါလေးကတော့ရင်ပြက်ဆွဲနည်းနော်နောက်တော့ခုနကလေပင်အကျယ်ကြီးတွေကိုဒါမှအိုင်တဲ့နည်းလေးပေါ့နော်ဒီဟာလေးတွေပါပါတယ်နော်လေပင်အကျယ်ကြီးတွေကတ်တဲ့နည်းဒါကကျတော့ရှက်ကော်လန်ကားဝန်လက်ဖောင်းဆွဲနည်းလေးပါဒီမှာရှက်ကော်လန်ကိုနော်ရန်စမတ်ကြတဲ့ရှက်ကော်လန်လေးတစ်ခုဖြစ်ဖို့အတွက်ကိုဒီမှာအစင်းစင်းဆွဲနည်းလေးတွေကိုလည်းပြပေးထားပါတယ်နော်ဒါကတော့လက်ဖောင်းလေးပေါ့နော်ဒါလေးပါဒီတအုပ်မှာတော့ဒါလေးပါတယ်ကိုတကယ်ရမယ်ဆိုရင်ကျမဒီနှစ်အုပ်ကိုပေါင်းပြီးတော့တအုပ်အနေနဲ့ထုတ်ရောင်းပေးမှာပါဒါကကြတော့ဒုတိယမှာကြတော့ဒီမှာအပိကာမှာကြတော့ဘယ်နှခုပါလဲဆိုတော့ကျမတို့18မျိုးပါတယ်နော်18မျိုးပါတယ်ဒီမှာတော့ကုတ်အင်ဂျီတွေပါတယ်ကုတ်ကော်လန်နေရင်မဲ့အတွန့်ဆွဲနေစတိုင်ကော်လန်ရေကူးဖြတ်ဆက်မျိုးပခုံးဖြတ်ဆက်ကုန်းဖြတ်ဆက်ဒီနောက် stick ရှိကော်လန်တစ်ဆက်သေးကုတ်ကော်လန်များကိုလည်းပြင်အကန့်မှအစင်းစင်းတွတ်တက်လာဖို့ နောက် Spanish နောက် stick ရှိလည်းပြင်ပုံစံရင်ဖုံဆွဲနေခါရဆွဲနေပခုံးတောင်မျိုးရွှေနေရင်အောက်ဖြတ်ဆက်နေ flat pattern ကော်လန်မျိုးစုံပခုံးပြောက်အစင်းစင်းဆွဲနေเนาะဒါလေးတွေကိုကြည့်နေရဖြစ်တာတော်တော်လေးကိုဆုံဆုံငုံငုံเนาะသိရပါတယ်နောက်ဒီမှာဒါလေးကတစ်ဆက်သေးလေတော့ပြီးတော့ဒါကတော့တစ်ဆက်သေးလေတော့အစင်းဆွဲနေဒါကုတ်ကော်လန်
ကိုကောလာအစစ်စစ်ဆွဲနီလေးဒါဆွဲနီလေးတွေတခြားကြည့်ရတဲ့ကုတ်ကလေးကအဆင်ပြေတယ်နော်ရှေ့အဝဲဆွဲနီလေးတွေဒါစတစ်ကောလာခွေလေးဆွဲနီစတစ်ကောလာခွေလေးဆွဲနီဒါရေကူးဖြတ်ထားရေကူးဖြတ်ဆက်ချုပ်စာအတော်နေဆွဲတဲ့နီရေကူးတောင်းဖြတ်နီဖြတ်ဆက်အမျိုးဒါဖြတ်ဆက်ဒီပေါ့နော်ကိုဖြတ်ဆက်တွေဘယ်လိုဖြတ်ဆက်မလဲကိုစိတ်ကူးထဲမှာရှိတဲ့ပုံစံလေးတွေကိုဒါကျမတို့ဒါဖြတ်ဆက်လို့ရတဲ့ပုံစံလေးတွေပေါ့နော်ဒါလေးဒီဖြတ်ဆက်လေးတွေခုံဖြတ်ဆက်နေလေးတွေနော်နောက်စတစ်ရှိကောလာနော်ကျမတို့ဒီဂျပန်မှာဆိုလို့ရှိရင်တော့ဒါထူးဆန်းတဲ့ဒီကောလာဆွဲနီးလေးတွေပေါ့နော်ဂျပန်မှာမှတွေ့ရတယ်ဒါလေးတွေနော်စတစ်ကောဆွဲနီးလေးတွေအစင်စဲနော်ဆက်တဲ့ကိုကောလာဆွဲနီးလေးတွေနော်ဒါဆက်တဲ့ကိုကောလာနော်ဒါကတော့ကောလန်လေးတွေကိုပခုံးမှာထပ်ပြီးတော့ပုံဖော်တဲ့နီးလေးတွေတဖြည်းဖြည်းကြွတက်လာတဲ့နီးလေးတွေနော်ဒီလေးတွေပါနော်နောက်စတစ်ရှေ့လေပြီးမျိုးစုံနော်နောက်စတစ်ရှေ့လေပြီးပုံစံမျိုးလေးတွေဒါလေးကတော့ရှင်မုံဆွဲနီးလေးပါနော်ဟိုရာခါတို့ဆွဲနီးလေးတွေပခုံးတောက်မျိုးကဒါလှဲ့တဲ့နီးလေးတွေပေါ့နော်ပခုံးတောက်မျိုးလေးတွေကိုလှဲ့တဲ့နီးလေးတွေနော်ဒါလေးကတော့ရှင်အောက်ဖြတ်ဆက်ပေါ့နော်ရှင်အောက်ဖြတ်ဆက်ရင်ဘယ်လိုထားမလဲဆိုရဲပုံစံလေးတွေနော်ဒါကတော့ column trapping ပုံစံလေးတွေအဲ column flat pattern လေးတွေအမျိုးမျိုးပေါ့နော်ဘယ်လိုလုပ်လို့ရလဲဆိုတာလေးတွေ column ပုံစံလေးတွေဒီမှာပခုံးပြောက်ပုံစံလေးတွေနော်ဒါလေးတွေဒါလေးတွေကတော့အသေးစိတ်ရှင်းပြတာလေးတွေကတက် link လေးရှိပါမယ်အဲ့အတွက်ကလည်းလာပါမယ်ပေါ့နော်ဒါကတော့ဖြည်းဖြည်းဒါလေးလာအဲ့တော့ဒီဟာလေးနှစ်အုပ်ကိုကျမကဒီဟာလေးကို9000နဲ့ရှောင်းပေးပါမယ်။နှစ်အုပ်ပေါင်း9000နဲ့ရှောင်းပေးပါမယ်။ဒါမူရင်း print ကိုပဲထုတ်ထားပေးပါတယ်။ original print လေးကိုပေါ့နော်။ကြီးရှိခံအောင် print လေးပဲထုတ်ထားပေးပါတယ်။နောက်အားလုံးအလွယ်တကူချုပ်နိုင်ကြပါစေတက်မြောက်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။